ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ထိုင်းရရင်အများကြီးပြန်ကြည့်ရင်လည်းညီကောင်မတော်များကားနေ့တင်တိုင်းဘန်ကောက်မဲဆောက်နေ့တိုင်းခါကျုပ်ပေးပါရနော်အထောက်ထားရှိတယ်ဆိုရင်ဘန်ကောက်နဲ့မဲဆောက်နဲ့တယောက်ကို800ဘတ်နော်အထောက်ထားရှိတယ်ဆိုရင်ဘန်ကောက်မဲဆောက်တယောက်ကို800ဘတ်ထောက်ထားမရှိဘူးစားစားတာမရှိဘူးဆိုရင်ဘန်ကောက်နဲ့မဲဆောက်တယောက်ကို6300ဘတ်နော်ပြန်ကြည့်နေဆိုရင်ကိုရနိုင်ကိုကားခဲ့ကူသက်တော်လာခဲ့နော်ဖုန်းနံပါတ်ပါရေးမှာချက်လာပေးမယ်နော်မြန်ပြရင်ထိုင်းုံတက်ပြီးတော့အလုပ်လုပ်ချင်တဲ့ညီကောင်မတော်များနော်အလုပ်တွေရှိတယ်နော်အခုထိုင်းနိုင်ငံမှာအခုအလုပ်တွေခုံနေပြီနော်ပေါ်မှာကိုရနိုင်တထေးရှိတယ်နော်စက်ရုံတွေရှိတယ်နော်အလုပ်တွေအခုခုံနေပြီအလုပ်တွေမျိုးမျိုးရှိတယ်နော်သွားကျင်တယ်ဆိုရင်ဖုန်းဆက်တော်လာခဲ့ Messenger နဲ့ဆက်တော်လာကိုလို့ရတယ်နော်ပြီးတော့အကောက်မှာလည်းဖုန်းနံပါတ်တင်ထားတယ်နော်ဖုန်းနဲ့ဆက်တော်လို့ရသလို Messenger လည်းစာရေးပြီးတော့ဆက်တော်လို့ရတယ်နော်ပတ်စံမြန်မာပြည်မှာပေးစရာမလိုဘူးနော်အပေါရောက်မှဘန်ကောက်ရောက်မှပတ်စံပေးရတယ်နော်ဘန်ကောက်ရောက်မှပတ်စံပေးရတယ်နော်ချားလူတို့ဒီကကတက်ကောက်တော့မဟုတ်ဘူးနော်တဝက်ကြီးလည်းမပေးရဘူးတပြားတစ်ချက်မှမပေးရဘူးနော်ဘန်ကောက်ရောက်မှအပေါ်ရောက်မှစက်ရုံလုံးကြုံနဲ့ရောက်မှပတ်စံပေးရမယ်နော်ရန်ကြီးအမကန်နဲ့စိတ်ချမြန်မာပြည်ရရင်ကားကြိုပေးတယ်ရန်ကုန်မှာကားကြိုပေးတယ်နော်မြန်မာပြည်ဘယ်မျိုးမဆိုနော်ကားကြိုလို့ရတယ်ဘယ်မျိုးမဆိုအကုန်လုံးကားကြိုပေးတယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးပါ